ခမရတို့တခုတော့မေးပြစီဖုန်းကိုကြည့်နေနေဘာကြောင့်ကြည့်နေရလဲဆိုတာကိုမေးသွားဘူးလားရေကတရာကိုဖွင့်လိုက်ပြီးတော့ငါဘာယူမလို့လဲရုတ်တရက်မေးသွားတာမျိုးရောဖြစ်ဘူးလားစာကြောင်းတစ်ကြောင်းတွေကို12ချိန်လောက်ပြန်ဖတ်ပြီးရအောင်နားမလည်သေးတာမျိုးရောဖြစ်ဘူးလားမဟုတ်သေးပါဘူးငါအဆင်ပြေပါတယ်ကော်ဖီလေးတစ်ခွက်လောက်တောက်ဖို့ပဲလိုအပ်တာပါလို့ခမရထင်နေရလားတကယ်တော့ခမရရဲ့အုံနောက်ကလုံးဝအဆင်မပြေတော့ပါဘူးအကူအညီလိုအပ်နေပါပြီအေးမွားတဲ့အခါမှာအုံနောက်အတွင်းကဘာတွေဖြစ်နေလဲဆိုတာကိုပြောကြရအောင်ခမရကိုကြောက်လန့်သွားစေချင်လို့မဟုတ်ပါဘူးသိပ္ပံအခြေပြုသဘောတရားတွေနဲ့ပဲပြောပြပါမယ်နံပါတ်1အုံနောက်ကလိုးပါဝါမှုဝင်သွားတယ်အိတ်ဆက်ခြင်းဆိုတာအနားယူတာမဟုတ်ပါဘူး maintenance ပြုပြင်မှုပြုလုပ်တာပါအဲ့ဒီအချိန်မှာခမရရဲ့အုံနောက်ကအစိတ်တောက်ညစ်ကြေးတွေကိုတန့်စင်တယ်မှတ်ဉာဏ်တွေကိုပုံမပြီးတော့ခိုင်ပါစေတယ်နာကျင်နေတဲ့အာယုံကြောဆဲတွေကိုလည်းပြုပြင်ပေးတယ်မအိပ်ရင်တော့ခမရရဲ့အုံနောက်ကအခုတော့ရှင်သန်ဖို့ပဲလုပ်ရမှာတိုးတက်ဖို့မလုပ်တော့ဘူးလို့ပြောသလိုမျိုးဖြစ်သွားပါလိမ့်မယ်အာယုံဆိုင်နှံစမ်းတွေရောကြလာတယ်တုတ်ပြန်မှုတွေနှိကွေးသွားလိမ့်မယ်ခမရရဲ့အုံနောက်ကဘာမှမစင်စားနိုင်တော့ဘဲနဲ့အဝိုင်းလိန်နေသူမျိုးဖြစ်လာပါလိမ့်မယ်အသာလေးတစ်ခုပြောပြမယ်18နာရီလောက်မအိပ်ဘဲနဲ့ဇက်တိုက်နိုးနေမယ်ဆိုရင်တော့ခမရရဲ့အုံနောက်ကအရက်တောက်ထားတဲ့လူလိုမျိုးရိုင်ထိုးနေပါလိမ့်မယ်မတောက်ဘဲနဲ့မူးတယ်ဆိုတာဒါမျိုးကိုပြောချင်တယ်ထင်ပါတယ်စတာနော်နံပါတ်2မှတ်ဉာဏ်တွေယိုစိတ်လာတယ်စာတွေကိုအများကြီးကြက်ထားပေမဲ့လေဘာတစ်ခုမှမမှတ်မိတော့ဘူးနာမည်တွေစကားလုံးတွေခုနှစ်တွေစတာတွေကိုမေ့သွားတယ် Wait a minute. Who are you? ခမရရဲ့အုံနောက်ကပျက်စီးနေတဲ့ USB device လိုမျိုးခံစားလာရလားအဲ့ချိန်ကပဲမှတ်ဉာဏ်တွေကို save လုပ်တဲ့အချိန်ပါမအိပ်ရင်အရာရာကိုခဏပဲမှတ်သားနိုင်ပါလိမ့်မယ်အချိန်ကြာကြီးမှတ်နိုင်စွမ်းအားတွေမရှိတော့ပါဘူးဒါအရေးကြီးရနော်ခမရတို့ဖြစ်လို့ရှိတဲ့သူမရဲ့မွေးနေ့ကိုမေ့နေရမျိုးပေါ့ Oh no! တင်ကစာတွေကိုမကြက်တတ်တာမဟုတ်ပါဘူး save ဆိုတဲ့ခလုတ်ကိုနှိပ်ဖို့အချိန်မရခဲ့တာပါနံပါတ်3စိတ်ခံစားချက်တွေထိမ့်မနိုင်သိမရဖြစ်လာတယ်ဒီအချက်ကအရန်ကိုကြောက်စရာကောင်းပါအေးမွားရင် emotional control center ဖြစ်တဲ့ prefrontal cortex ကအားနေသွားတယ်ကြောက်စိတ်တွေနဲ့စိတ်ဖိစီးမှုတွေကိုထိန်းနေအမန်ဒလာကတော့ရိုင်းဆိုင်လာတတ်ပါတယ်အဲဒါကြောင့်ပြဿနာသေးသေးလေးတွေကိုတော့ကြီးကြီးမားမားဖြစ်နေတယ်လို့ခံစားလာရတယ်စကလုံးသေးသေးလေးတွေကလည်းကိုယ့်ကိုပြစ်မှတ်ထားသလိုမျိုးထိန်းလာတတ်ပါတယ်စိတ်အားထက်သန်မှုတွေကပျောက်ကွယ်သွားပြီးတော့စိုးရိမ်ပုံမှန်မှုတွေကပိုပြီးတော့ဆိုးလာပါတယ်အဲဒါကြောင့်ပဲအေးမွားတဲ့နေ့တွေမှာလူတွေကငေါ့မုန်းနေကြတယ်ငါဘွားကြီးတော့သွားပြီကွာငါပျောက်ကွယ်သွားတင်တယ်လို့ခင်ဗျားတွေးဘူးတယ်မှတ်လားဒါပေမဲ့တညလောက်ကောင်းကောင်းအိပ်ပြီးသွားရင်တော့မနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေကအဲ့လောက်ကြီးမဟုတ်တော့ပါဘူးလို့ပြန်ပြီးတော့ထင်လာတတ်ပါတယ်ဒါကြောင့်အိပ်ဆက်ခြင်းဆိုတာက emotional တွေအတွက်တန်ကြက်ကကားတစ်ခုလိုပါပဲနံပါတ်4မကောင်းတဲ့ဆုံးဖြတ်ချက်တွေချလာတယ်အေးမွားရင်စိတ်လက်မှန်မှလောက်တာမျိုးတွေဖြစ်လာတတ်ပါတယ်ဘာလို့လဲဆိုတော့ရှေ့ရှေ့ဝေးဝေးမစင်စားနိုင်တော့လို့ပါအဲဒါကြောင့်ခင်ဗျားကအရေးမရအဖက်မရအာဟာရမဖြစ်တဲ့ဟာတွေပဲစားကျင်လာတာနိုင်နဲ့ချီပြီးတော့ဖုန်းပို့တာပုံမှန်ကျင်စော့နေရမျိုးတွေမလုပ်တော့တာနောက်ပြီးတော့အရေးကြီးတာမျိုးတွေကိုရှောင်ဖယ်လှုပ်လာတတ်တာမျိုးတွေဖြစ်လာတတ်ပါတယ်ဒါပေမဲ့ခမ ्या ကပြင်းကြီးလို့တော့မဟုတ်ပါဘူး Wow ခမ ्या ရဲ့အုံနောက်ကဖွံ့ဖြိုးတိုးတက်မှုထက်ရှင်သန်ရက်တည်ရေးကိုပဲဦးစားပေးရွေးချယ်လိုက်ရလို့အရေးတွေပြစ်လာပြီးဆိုရင်ရေလိုပျော်ရွှင်မှုနဲ့တူညီတဲ့အုံနောက်ကပဲနေရာရလာပါလိမ့်မယ်နံပါတ်5အုံနောက်မြန်မြန်အိုလာတယ်ရေရှည်အေးမွားခြင်းကအုံနောက်အိုမင်းခြင်းနဲ့ဆက်နွယ်နေပါအဲဆိုင်မှာယောဂအန်ဒီယေကိုလည်းပို့ပြီးတော့မြင့်တက်လာစေပါအာယုံကြောဆဲအသစ်တွေထုတ်လုပ်နိုင်စွမ်းတွေကိုလည်းညှော်နှဲလာစေ DNA damage ပြုပြင်မှုအတွက်အိတ်ချင်တွေကလိုအပ်ပါတယ်မအေးရတဲ့အခါမှာပျက်စီးမှုတွေကစုပုံလာတတ်တယ်ကားတစ်စီးကို maintenance မလုပ်ဘဲနဲ့နှစ်30လောက်စီးလိုက်တဲ့အခါရုတ်တရက်ပြတ်သွားတဲ့အချိန်မှာဘာလို့ပြတ်သွားတာလဲလို့မင်းနေတယ်လို့မျိုးပါပဲဒါဆိုရင်တညတာအိမ်မပြောတာကကြီးမားတဲ့ပြဿနာလားစိတ်မပူပါနဲ့တညတာဆိုရင်တော့အုံနောက်ကခမ ्या ကိုနည်းနည်းလေးပဲစိတ်တုန်နေတဲ့အဆင့်ပါဒါပေမဲ့ရေရှည်ဖြစ်လာရင်တော့အန္တရာယ်ရှိနိုင်ပါတယ်အိတ်ဆက်ခြင်းကပြင်းရင်မဟုတ်ပါဘူးခမ ्या ရဲ့အုံနောက်ကိုပြန်လည်ပြုပြင်ပေးတာပါအမှန်တရားတစ်ခုပြောပြပါမယ်ခမ ्या မှာ motivation ပိုလိုအပ်တာမဟုတ်ပါဘူး discipline စီကံပိုလိုအပ်တာလည်းမဟုတ်ပါဘူး caffeine တက်ပိုလိုအပ်တာလည်းမဟုတ်ပါဘူးခမ ्या ရဲ့အုံနောက်ကိုအနားပေးဖို့အိတ်ချိန်ကောင်းကောင်းပဲလိုအပ်ပါအနားယူလာတဲ့အုံနောက်ကပုံမိုပြီးတော့မြ мян ဆန်ဆန်လိလာနိုင်တယ်ရှင်းရှင်းလင်းလင်းနဲ့လည်းစဉ်းစားနိုင်ပို့ပြီးတော့တည်ငြိမ်နိုင်စွမ်းအားတွေလည်းမြင့်ပါပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုလည်းချနိုင်လိမ့်မယ်နောက်ပြီးတော့တင့်ကိုစန့်ကျင်မနေတော့ဘဲနဲ့တင့်ဘက်ကနေပြီးတော့လှုပ်ဆောင်ချက်တွေဆောင်ရွက်ပေးပါလိမ့်မယ်နောက်ဆုံးတစ်ခုကတော့ခမ ्या ပိုစူးစမ်းဖို့မဟုတ်ပါဘူးအေးရေးဝအောင်အိတ်ဖို့ပါပဲခမ ्या ရဲ့အုံနောက်ကိုမထိခိုက်စေချင်တော့ဘူးဆိုရင် I choose sleep လို့ comment ကိုလေးရေးခဲ့ပေးပါဒီဗီဒီယိုလေးကခမ ्या ကိုဘူးတုဒတစ်စုံတရာပေးနိုင်ခဲ့ရင် like and subscribe လုပ်ပြီးတော့အေးမွားတဲ့ခမ ्या ရဲ့တငယ်ချင်းတွေကိုလည်းညှောက်ယူပေးလိုက်ပါကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်